လီနာမမျှော်လင့်ဘဲနိုးလာတဲ့အခါသူမရဲ့ရင်တွေတရိတ်တိတ်ခုန်ပြီးဘေးမှာကြိုသားတယောက်ကိုတွေးလိုက်ရတဲ့ထွက်ပြေးဖို့စူးစမ်းပေမဲ့ထွက်မပြေးနိုင်ခင်မှာပဲကြိုသားကသူမကိုဖိထားတာကြောင့်လှုပ်လို့မရတော့ဘူးပြန်ခုခံပေမဲ့အချီးနီးပဲကြိုသားကသူမကိုပို့ပြီးတင်းကျပ်စွာဖိထားလိုက်တဲ့ဖိအားကအရန်ပြင်းထန်လုံးလို့သူမမေ့လဲသွားတယ်ကြိုသားကသူမရဲ့လှုပ်ရှားမှုတိုင်းကိုလိုက်လုပ်ပြီးသူမလို့တမျှကိုလှုပ်တယ်ပြန်နိုးလာတော့ကြိုသားကမထွက်သွားသေးဘူးအခုတော့ကြိုသားကသူမကိုအတုခိုးနေရဆိုတာသူမနားလဲသွားတယ်ဒါကြောင့်အခွင့်ကောင်းယူပြီးသူမရဲ့အိတ်စီကိုဖြည်းဖြည်းချင်းချင်းကပ်သွားတယ်ကိုကိုင်းပြီးအိတ်ထဲကအဖြူရောင်ဖော့စဖီယက်ဘုံတစ်လုံးကိုထုတ်ယူပြီးကြိုသားရဲ့လက်ထဲဖြည်းဖြည်းချင်းထည့်လိုက်တယ်ဒါပေမဲ့သူမသူ့လက်ကိုထိလိုက်တာနဲ့တဖြည်းဖြည်းပြောင်းလဲလာပြီးသူမရဲ့အသွင်ပြင်ကိုမြင်လိုက်ရတဲ့ကြိုသားကလူသားမျိုးဗီဇတွေကိုချက်ချင်းကူးယူနိုင်တယ်ဆိုတာသိလိုက်ရတယ်သူမအံ့အားသင့်သွားတယ်ဒီကနေထွက်ပြေးဖို့အရေးကြီးတာကဘုံရဲ့ဘေးကင်းရေးတန်တင်ကိုဖြုတ်ပြအဲ့ဒီကနေအမြင်ထွက်ပြေးသွားတယ်မိစ္ဆာကချက်ချင်းမီးလောင်သွားပြီးမိပြတိုက်ကနေလည်းထွက်ပြေးနိုင်ခဲ့တယ်